Hello ညီကိုရီအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညကစားမဲ့ Manchester United အသင်းနဲ့ဒီကျွန်တော်တို့ Everton အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ကလေးကိုညီကိုရီနဲ့အတူတူပြုလုပ်သွားခြင်းပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီည Manchester United အသင်းနဲ့ဒါ Everton အသင်းတို့ပါပေါ့နော်မြန်မာစံတော်ချိန်ည2 နာရီခွဲပေါ့နော်ကျွန်တော်ဒီထိုင်းစံတော်ချိန်ကတော့3 နာရီအချိန်ပေါ့မှာဒီကျွန်တော်တို့ရဲ့ Everton ကွင်းမှာတွားရောက်ရှင်ပြိုင်ကစားကြမှာပေါ့လေဒီအချိန်ဒီမှာကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ် Manchester United အသင်းရဲ့ကစားသမားအနေနဲ့အဓိကပွဲထွက်ကစားသမား17ယောက်ကတော့ဒါမရှိမဖြစ် Michael Carrick အတွက်တကယ်လိုအပ်တဲ့ကစားသမား17ယောက်ပွဲထွက်လာမယ်ပေါ့လေအဓိကကတော့ကျွန်တော်တို့နီးပြမိုက်ကယ်ကားရဲ့လက်ထက်မှာမန်ယူကလုံးဝချုံပွဲမရှိငါးပွဲဆက်ရှုံးပွဲမရှိရလက်တွေပိုင်ဆိုင်ထားတယ်ပေါ့လေအသင်းရဲ့ကစားပုံကအရင်ကထက်ဆိုင်ပို့ပြီးတော့ဟန်ချက်ညီလာတယ်လို့ဒီကစားသမားတွေရဲ့ယုံကြည်မှုကလည်းတကယ်အမြင့်မားဆုံးအချိန်တွေတစ်ခုမှရောက်ရှိနေရပေါ့လေဒီငါးပွဲဆက်ချုံပွဲမရှိရလက်ကိုဆက်ထိန်ထားပြီးတော့ဒီ Everton နဲ့ပွဲမှာအနိုင်ရရှိဖို့စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ဒါ6ပွဲမရှိ6ပွဲဆက်ရှုံးပွဲမရှိရလက်ကို Michael Carrick အနေနဲ့ပိုင်ဆိုင်မယ်ပေါ့လေ Everton သူတို့အိမ်ခွဲမှာဆိုရင်တော့ဒါဘယ်လိုအသင်းမျိုးကိုမဆိုပေါ့လေဒါလုံးဝဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းပေါ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ Manchester United ဘက်မှာလည်းเนาะလုံးဝကိုအဖြေရလက်တွေပြောင်းလဲပေးနိုင်တဲ့ဒါတိုက်စစ်မှုBenjamin Sesko Brian Mbeumo တို့လိုကစားသမားတွေလည်းရှိနေတယ်ဗောလေဒါ Everton ရဲ့ခံစစ်ကိုဘယ်လောက်ထိထိုးဖောက်မှုနှောက်နိုင်မလဲဆိုတာတော့ကျွန်တော်ဒီညစောင့်ကြည့်ရမှာဗောလေကားရဲ့ Manchester United ကအခု Everton ပွဲကိုနိုင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရှောက်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကိုသူတို့ပိုင်ဆိုင်သွားမှာဗောလေဒီခံမှန်းရလက်တွေအရတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့Manchester United အသင်းရဲ့ပရိသတ်တယောက်အနေနဲ့ဒါ Manchester United အသင်းကိုဒါ 2-1 လောက်နဲ့ကျွန်တော်အနိုင်ရရှိသွားမယ်လို့ခံမှန်းကြပါတယ်ညီကိုအနေနဲ့ဘယ်လိုထင်ကြလဲဒီပွဲရဲ့အခြေအနေတစ်ခုညီကိုရဲ့အမြင်တွေကိုလည်းကျွန်တော်တို့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်